မြတ်ဖယားရွှေတကုံလေးစုတတ်တော်ခုံလုံးရည်စုလို့သာပူမြော်ပါကုန်၆ထွယ်မိရေပြည့်စုံကျွန်းကူမှာအချီမကုန်တိန်ဂုတ်တရတောင်တေလာမှာမြဝိညာသရာပွားလာဖို့ထင်ရှားစွာပဲကြုံဒီထားဓာတုလေဒီဝိသတိတပေါင်းစုံကျွန်းကူမှာအချီမကုန်တိန်ဒုက္ခရတောင်တေလာမှာမြဝိမြာသရာပွားလာကိုထင်ရှားစွာပဲကြုံဒီထားဓာတုသေးရီဝိတရိတပေါင်းစုံကျွန်းလူမှချီရမကုန်တကောတော်ကုံဗုဒ္ဓမြတ်ဖျားစံတော်ဆုံးဒီထားဘုံအထိကရထင်ရှားစွာပဲကြုံဟိုရှိကဘုံနေညီနောင်လူတော်ဒီစီမကိုတွားဖျားပွင့်တာနဲ့ငါကြုံပြမုံစံတွေလူပါကောဟောဝတ္တအေလုံးမနောဟရိယမွေပုံအနာဂတညာတော်ချင်းမြမတဲ့သတိတတ်ဥက္ကလာတိုင်းကိုဆောင်ယူမေယုံညီနောင်တပေါင်းသားရဲ့ပလိကတော့ရင်စီကဆုံးဌာနီရွှေဘောင်းပြန်ရောက်မှကြုံဘူကြီးများစွာပူမျောကြအောင်ကျွန်းကူမှာအချီမကုန်ဥက္ကလာတိုင်းဆောင်ယူမေယုံညီနောင်တပေါင်းသားရဲ့ပလိကတော့ရင်စီကဆုံးဌာနီရွှေဘောင်းပြန်ရောက်မှကြုံဘူကြီးများစွာပူမျိုးကြကျွန်းလူမှအချီ၍မကုန်ကတ္တပကုန်ကောနာကုန်တက္ကသံဖျားရဲ့ဂေါရမဖျားရဲ့ရည်စုလို့သာပူဇော်ကြကုန်ငွေတတိလေးစုဓာတ်ပုံကျွန်းလူမှ